ဦးကြီးပထမဆုံးမင်္ဂလာပါဟုတ်ဦးမျိုးကြီးကိုဒါဒီကက်လေးတွေနဲ့ပေါ့ဦးမျိုးကြီးမချစ်တစ်ခုပြမယ်ဟုတ်ပြီအရှိမလည်းခုနဦးမျိုးကြီးမချစ်လေးတွေကြည့်ရတယ်ပေါ့အခုကတော့ရိုးရိုးလေးပေါ့ဦးမျိုးကြီးအခုကျွန်တော်ရှိမှာတာမန်ဖဲတို့တစ်ထုပ်ရှိရဦးမျိုးကြီးကျွန်တော်ယူလာတာပေါ့ဟုတ်ပြီဒါပေမဲ့ကျွန်တော်ယူလာတာဆိုတော့အကြံဖန်နေလောက်ထားတာဖြစ်မှာဆိုလို့ကျွန်တော်နည်းနည်းရောလိုက်မယ်ဦးမျိုးကြီးရနော်ကျွန်တော်နည်းနည်းရောလိုက်ရောလိုက်ဘာမှမလုပ်တော့ဒီတိုင်းပဲထားလိုက်မယ်ဦးမျိုးကြီးရပြမှာတော့ဘယ်လိုမျိုးလဲဆိုတော့ဦးမျိုးကြီးတစ်ကနေ30အတွင်းကြိုက်တဲ့နံပါတ်တစ်ခုတော့ကျွန်တော်ပြောလိုက်ရရဒန်ကြာပန်းပေါ့ကြိုက်တဲ့နံပါတ်တစ်ခုတော့ပြောလိုက်ရှစ်သိကြပြီလားပြောင်းကြည့်ပြောင်းလို့ရတယ်ဦးမျိုးကြီး6ကွာ6သိကြပြီနော်သိကြโอเคပြောင်းမလားပြောင်းတော့6တော့မပြောင်းတော့โอเคအဲ့တော့ဖဲထုတ်လေးခုနတိုင်းပဲကျွန်တော်ချထားတယ်အကြံဖန်နေလောက်ထားမှဆိုလို့ကျွန်တော်ရောလိုက်တယ်ပြီးတော့ဒီတိုင်းပြန်ချထားတယ်ပြီးတော့ဦးမျိုးကြီးကျွန်တော်တစ်ကနေ30အတွင်းကြိုက်တဲ့နံပါတ်တစ်ခုမေးလိုက်တော့ဦးမျိုးကြီးနောက်ဆုံးresult 6လို့ပြောတယ်ဟုတ်တယ်6အဲ့တော့ဒါဘာမှမလုပ်ဦးမျိုးကြီးရယ်ဖဲချက်6ခက်ချမယ်1 2ကျွန်တော်မချဦးမျိုးကြီးရဦးမျိုးကြီးဖဲ6ချက်ကြီးပေါ်နေချလိုက်ချပြီးတော့ဦးမျိုးကြီး9ချက်မြောက်ဖဲချက်လေးဦးမျိုးကြီးယူထားလိုက်ကျွန်တော်ဘာမှမလုပ်နော်ကိုကင်လို့ရှိရင်ဟိုဖြစ်မှာဆိုလို့တမျိုးထင်မှာဦးမျိုးကြီးပါဦးမျိုးကြီးဖဲချက်6ခက်ချလိုက်6လို့ပြောလို့နဲ့ဟုတ်6ရပြီโอเคဒါဆို6လို့ပြောလို့6ခက်ချလိုက်ပြီဒါဆိုဒီ9ချက်မြောက်ဖဲချက်လေးဦးမျိုးကြီးပါဦးမျိုးကြီးကြည့်ပြီးကင်မရာလေးကိုလည်းပြပြီကျွန်တော်ဟိုဘက်လှည့်နေပြီးအဲ့ဒီကဘာလဲဆိုတော့ကျွန်တော်ပြောပြမယ်နိုင်တော့ဒူးစမ်းပါဦးမျိုးကြီးနော်ကျွန်တော်ဘာမှမလုပ်ရသေးဘူးโอเคအေးလေဟိုဘက်လှည့်တာမရပြီဆိုပြောโอเคရပြီနော်ပြီးလဝါလေးနဲ့အုတ်ထောင်းဦးမျိုးကြီးကျွန်တော်ဒီဘက်ပြန်လှည့်ဦးမျိုးကြီးဖဲချက်မြင်သွားမှာဆိုလို့ရပြီလဝါလေးနဲ့အုတ်ထောင်းရပြီโอเคဒါဆိုကျွန်တော်ဖဲလို့ပြန်ကန်နိုင်မယ်အဲ့တော့ဦးမျိုးကြီးရဖဲတရဒီမှာအဆုံရှိရဗျာနော်ကတ်တရလည်းတကယ်နဲ့တကယ်မတူသလိုစီနီယာတိုင်းစီထားလည်းမရှိဘူးအဲ့တော့ဒီဖဲထုတ်တွေကနေပဲကျွန်တော်ကြိုက်တဲ့ကတ်တကယ်ရွေးဆိုတာမျိုးရိုးရိုးမလုပ်တော့ဘဲနဲ့ဦးမျိုးကြီးကိုနံပါတ်တစ်ခုမေးလိုက်တယ်ဦးမျိုးကြီးကြိုက်တဲ့နံပါတ်တစ်ခုပြောလိုက်တယ်အဲ့ဒီကတ်အရေးအတွက်တိုင်းချပြီးတော့ကြာမယ်ဦးမျိုးကြီးပါဦးမျိုးကြီးကတ်တကယ်ဆွဲထုတ်လိုက်တယ်အဲ့ဒီကတ်ဘာလဲဆိုတော့ကျွန်တော်မှန်အောင်ပြောပြမယ်ဟုတ်ပြီโอเคကျွန်တော်ထိုင်းကြည့်ရအောင်ဦးမျိုးကြီးကခုနကအစမှပြောထားသလိုပဲနော်โอเคအဲ့တော့အဲ့ဒီကတ်လေးကကျွန်တော်ထင်တာမမောက်ဆိုလို့ရှိရင်ဦးမျိုးကြီးစိတ်လေးကိုကျွန်တော်ဆွဲယူလိုက်မယ်ဦးမျိုးကြီးရဲ့မျက်လုံးကနေပဲကျွန်တော်အယောင်တွေလည်းမြင်နေရပြီအယောင်တွေလည်းမြင်နေရတယ်နံပါတ်တွေလည်းမြင်နေရတယ်ဘာလို့လဲတနေ့ကိုတူတူရှိနေရအောင်ရှိနေဦးမျိုးကြီးရဲ့စိတ်ငွေးသက်တွေကျွန်တော်ရှိကိုခံစားနေရတယ်โอเคကျွန်တော်ပြောလိုက်တော့မယ်ပထမဆုံးအနေနဲ့ကျွန်တော်နံပါတ်ကိုမပြောခင်အယောင်အရင်ပြောမယ်ကျွန်တော်ထင်တာမမောက်ဆိုလို့ရှိရင်ဦးမျိုးကြီးယူလိုက်တဲ့ကဲ့ရဲ့အယောင်ကအနီယာမဟုတ်ဘူးအနက်ရောင်အနက်ရောင်မှာဦးမျိုးကြီးရဲ့စပိတ်ရဲ့နှင်းဆိုပြီးရှိတာ哦ဦးမျိုးကြီးနောက်ဆုံးမှ result ပြောနော်ကျွန်တော်အခုပြောတဲ့ဟာတွေကိုဟုတ်တယ်မဟုတ်ဘူးမပြောနေရတယ်ပထမဆုံးအနေနဲ့ဦးမျိုးကြီးကအနက်ရောင်အပွင့်အနေနဲ့ပြောမယ်ဆိုလို့ရှိရင်ထူးဆန်းတယ်ညင်းလေးညင်းလေးခလက်ပေါ့မြန်မာလိုပြောရင်ခလက်ညင်းလေးပေါ့နော်အနက်ရောညင်းဟုတ်ပြီညင်းဟုတ်ပြီနောက်ဆုံးစက်တက်ကတော့ဘာလဲဆိုတော့သိချာပြောတော့ဟုတ်ပြီကလာပဲမဟုတ်ဘူးဦးမျိုးကြီးယူလိုက်တဲ့ကက်ကရှစ်ညင်းဖြစ်ပါတယ် yes ဦးမျိုးကြီးယူလိုက်ပဲရှစ်ညင်းပြတယ်ကျွန်တော်နိုင်များပြောကျွန်တော်လည်းရှင်နေခုံနေမှန်လားဦးမျိုးကြီး yes ဦးမျိုးကြီးရောဒီလိုဖဲမချစ်တွေပါကြည့်ဘူးလားဒီကက်တွေနဲ့အပြင်မှာကြည့်ပါဦးတိတ်ကြည့်ဘူးပြောနော်โอเคဟိုယူဘာလို့တခုမျက်စိလေးတစ်ချက်မှိတ်လိုက်တာနဲ့တမျိုးပြောင်းသွားတယ်ဟုတ်အဲ့လိုပဲအားလည်းမသိလိုက်ပဲပါတယ်โอเคဟုတ်ကျေးဇူးပါအားလုံးကျေးဇူးပါဦးမျိုးကြီးကျေးဇူးပါဦးမျိုးကြီးတောက်ကူညီပြဟုတ်ကဲ့ပါဦးမျိုးကြီးဟုတ်ဒီလောက်ပါပဲကျေးဇူးပါ